ဆိုတော့ညီတို့ပြောတာโอเคအမေတော်အောင်ဆန်းစုကြည်ကိုငါသိရင်တူငါတို့မှလည်းမကြိတ်တဲ့အချက်ဆိုတာရှိရယ်နော်ကြိတ်တဲ့အချက်ရှိတယ်လို့မကြိတ်တဲ့အချက်ဆိုတာလည်းရှိရယ်မကြိတ်တဲ့အချက်ကိုငါတို့ကထိန်ပြီးတော့မှဒီအချိန်မှာပြောရမယ့်အချိန်မဟုတ်ဘူးဟဲ့ထမင်းစားတဲ့လူဆိုရင်နည်းနည်းနားလေဒီအချိန်မှာဒီရိုနင်ဂျာတွေကိုတတ်လိုက်တဲ့ထဲမှာဒေါ်စုအားပေးအားမြောက်လေမပါသလိုနိုင်ငံတော်ပါအရေးဆွဲလာတာဖြစ်တဲ့အတွက်ကြောင့်မို့သူပြေးချောင်းပြောခဲ့တဲ့စကားလုံးတွေပဲပါတယ်ဆိုတော့ပြေးချောင်းပြောတဲ့စကားလုံးမှာမင်းအောင်လိုက်မှန်ပါတယ်လို့ဒေါ်စုပြောလိုက်တဲ့အင်္ဂလိပ်စကားလုံးတစ်လုံးရှိရင်ထုတ်လာပြသူထုတ်ပြမင်းအောင်လိုက်မှန်ပါတယ်လို့လည်းထုတ်မပြသွားဘူးစစ်တပ်ဘက်မှာလည်းဒီလိုမျိုးကိစ္စတွေရှိရတဲ့အတွက်အရေးယူဆောင်ရွက်နေတယ်လို့လည်းကြားပါတယ်နော်လုံးနေပါတယ်ဒါနိုင်ငံတွင်းမှာဖြစ်တဲ့ပြဿနာဖြစ်တဲ့အတွက်ရှင်းပြပါမယ်လို့ပဲဝင်ပြောတာဆိုတော့ခမရတဲ့အဖွားကြီးကိုကာကွယ်နေရအောင်လေခမရဖွားကြီးကဘာလုပ်ထားလို့လဲတဲ့ဒီအချိန်မှာအမေတချို့ကလည်းအမေစုမကောင်းကြောင်းနေပြီးတော့အမေစုကပဲအခုချိန်မှာပြစ်ချက်တွေရှိရဟိုအနာတွေရှိရဒီအနာတွေရှိရငါတို့လည်းအမေစုအကုန်လုံးစင်းလုံးချော်ကြီးပါလို့ပြောရအောင်ဂေါရမမြတ်စွာဘုရားလည်းမဟုတ်ပွင့်တော်မူမဲ့ဘုရားလည်းမဟုတ်နော်ဘုရားသခင်လည်းမဟုတ်ဆိုတော့သူ့မှာအပြစ်အနာစာလူရည်လို့ဖြစ်လာရင်အပြစ်မကင်းတဲ့လူကြီးပဲအပြစ်ဆိုတာရှိရဘလောက် professional ပဲဖြစ်ဖြစ်အပြစ်ဆိုတာရှိရဒါပေမဲ့ဒီငါတို့နိုင်ငံတော်မှာမြန်မာနိုင်ငံတော်မှာဒီလိုအချိန်မျိုးမှာအမေစုကိုဒီလိုဝရမ်းထုတ်တာကမြန်မာတနိုင်ငံလုံးကိုစော်ကားတာဆိုတာမြန်မာလူမျိုးမှန်းသိရင်နားလည်ရမယ်နော်အဲ့ဒါကိုအနောက်ကနေမှဟာခမ ्या ကိုဘာလဲရိုတအုပ်ကဘာလုပ်လိုက်မယ်ငါပြောတာရှင်းရှင်းလေးရိုတအုပ်မကလို့ရိုစောက်ဖို့ကြီးပဲလာငါတို့ကလည်းစောက်ကျူးစိတ်တဲ့အချိန်မှာမပါဘူးဆိုတော့တချို့တော့လူတွေကလည်းရေးနေကြတယ်အမေစုရဲ့ပျော့ကွက်ကဘာ ICJ ကိုတွားထားတာ we stand with you လောက်ထားတာအမေစုရဲ့ပျော့ကွက်ကဟိုဟာအမေစုရဲ့ပျော့ကွက်ကဒီဟာနင်တို့ပြောချင်တဲ့ပန်းဆယ်လို့ဆိုပန်းဆယ်လို့နာမည်တက်ပြီးပြောလိုက်နော်နင်တို့ပြောချင်တာမျိုးဝဲနောင်သိန်းဆိုမျိုးဝဲနောင်သိန်းနာမည်ကိုတက်ပြီးပြောလိုက်နင်တို့ပြောချင်တာဒေါ်အာရီဆိုဒေါ်အာရီဖေလို့မကြီးဆိုပြီးလာတက်ဆဲလိုက်ဟိုလိုဒီလိုနဲ့အမေရဲ့ point တွေကိုလာထောက်ပြပြီးတော့မှအမေစုကဘလို့တွေမားခဲ့တာဟွာတွေမားခဲ့တာဒီဟာတွေမားခဲ့တာဒီအချိန်မှာနင်တို့ပြောစရာလားနင်တို့စောက်ပူလားနင်တို့စောက်လို့လားဟမ်ငါတို့အမေတော်အောင်ဆန်းစုကြည်ကတာကွက်မရကွက်အသက်ကြီးတဲ့ထိနော်သူ့ရဲ့ငယ်ရွယ်နှုပြိုမှုကိုအချင်းချခြင်းခံရခြင်းနဲ့ပဲပြီးသွားတယ်လွတ်လာတဲ့9နှစ်ကာလလေးနော်9နှစ်ကာလမှာ तू အာနာအပြည့်ရတာလားလို့နင်တို့မေးနင်တို့စောက်လုံးကြီးတွေကန်းနေလားနော်အာနာအပြည့် तू မရဘူးအာနာအပြည့်မရတဲ့အပြင်ကိုဒီစစ်တပ်ကြီးရဲ့လှုပ်လိုက်တဲ့အင်္ဂါရက်မှာနော်စစ်တပ်ကြီးရဲ့ဒီမားရွင်းတဲ့အမားရက်မှာစစ်တပ်ကြီးတစ်ခုတည်းကိုပဲမဟုတ်ပဲနဲ့မြန်မာတနိုင်ငံလုံးကြီးပါလာတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကရှစ်လဲ6တာပြားလဲဆွဲတာဆိုတဲ့ပုံစံမျိုးသူဝင်ရှင်းပေးခဲ့တာမျိုးရှိခဲ့တယ်ဒါအတွက်ဒီအချိန်မှာသူ့ကိုမကောင်းပြောငါ့ကိုမတောင်းပြောရမယ်အချိန်လည်းမဟုတ်ဘူးနိုင်ငံတော်ကြီးနဲ့အမျှအရေးကြီးနေတဲ့ကာလမှာငါတို့ရဲ့ leader ငါတို့လေးစားရပါတယ်ဆိုတဲ့ leader ကြီးကိုနော်ဒါဝရမ်းလာထုတ်တဲ့အထီကိုစ조사တဲ့အရာကိုတောင်းပန်ရမယ်ဘာလို့တောင်းပန်ရမှာလဲလို့ပြောတော့ဒီပြဿနာကြီးမတက်ခင်မှာရိုနင်ဂျာညီကိုမောင်နှမကြီးနဲ့ငါတို့နဲ့စကားပြောခဲ့ရတယ်ရိုနင်ဂျာညီကိုမောင်နှမတွေကငါတို့ဘာပြောလဲဆိုမြန်မာပြည်ကငါတို့ရဲ့ရိုနင်ဂျာညီကိုမောင်နှမတွေပါဇက်ကိုတိုင်ကမင်းအွန်လိုင်းကိုကျိုးမိတ်ပေးရအောင်ကျွန်တော်တို့တာဝန်ယူဆောင်ရွက်ပေးမယ်မရင်မပူနဲ့လို့ပြားရင်နဲ့ဝန်းချပြီးငါတို့ရဲ့ထောက်ခံမဲတွေယူပြီးတော့မှနော်ဒီနေ့ဒီအချိန်မှာမြန်မာပြည်ကိုပြန်တရားစွဲတာနဲ့ငါပြောတာငါတောင်းပန်ခိုင်းတာနှစ်ချက်ပဲတော်မြန်မာပြည်ကိုတရားစွဲတာနံပါတ်1အနေနဲ့ငါတို့ကမြန်မာပြည်သားမြန်မာပြည်တွန့်တည်းမှာနေတဲ့မြန်မာပြည်သားကရှင်ကရကရင်ရှင်ဘာရှမ်းပဲဖြစ်ဘလို့ပဲဖြစ်တိုင်းရင်သားပဲဖြစ်တောင်းပေါ်မှာပဲနေတောင်းအောင်မှာပဲနေအခုဖြစ်နေတဲ့ပြဿနာမြန်မာတနိုင်ငံလုံးကရှင်ကရရှိမြန်မာပြည်ထဲမှာနေတဲ့လူတိုင်းကိုတရားစွဲဆိုထားတဲ့ကိစ္စကိုပြောနေတာခမင်းစားနော်ခေါင်းကြီးလေးနဲ့နေโอเคဆိုတော့မြန်မာတနိုင်ငံလုံးကိုပြောနေတဲ့အချိန်မှာမှဘာလာပြောလဲဆိုတော့ခမရတို့သိရင်သားတွေဟာတဲ့အဲ့ဒီရဲ့ရိုနင်ဂျာတွေရဲ့တရားစွဲတဲ့ဟာကိုတဲ့စိတ်ဝင်စားတဲ့များထင်နေလို့လားတဲ့စိတ်ဝင်စားလားမဝင်စားလားသိရင်သားအစီအဝေးမှာလာတက်ကြည့်လိုက်လေကျွန်တော်တို့သိရင်သားအစီအဝေးမှာဘာပြောနေလဲဆိုငါတို့ကဘူးမတိကိုမတိတရားစွဲခံတဲ့ထဲမှာငါတို့ပါနေတယ်ဟေးမရှမ်းမကြီးဆိုတဲ့စကားအမြဲပါတယ်โอเคဆိုတော့သိရင်သား group တွေထဲမှာလဲမြန်မာတနိုင်ငံလုံးကြီးအစွဲခံရတာရှမ်းပြည်လည်းပါတယ်ကရှင်ပြည်လည်းပါတယ်ကရင်ပြည်လည်းပါတယ်ရခိုင်ပြည်လည်းပါတယ်ငါတို့ရခိုင်ပြည်မှာဖြစ်တဲ့ပြဿနာထဲမှာဒီရိုနင်ဂျာဆိုတာဖြူလားမဲလားမသိပဲနဲ့ဒီပြဿနာတက်မှာရိုနင်ဂျာဆိုတာမြင်ဘူးတဲ့ငါတို့ကဘူးမသိကိုမသိတရားစွဲခံရတဲ့တော့ငါတို့អော်တာငါတို့អော်ပိန်ခွေးရှိရလေ
အဲ့လိုអော်တဲ့အတွက်ကြောင့်မလို့ငါဘဒုကိုစောက်ခွက်သွားကြည့်ရမှာလေဘဒုမျက်နှာကိုငါသွားထောက်ရမှာလေငါတို့နိုင်ငံဖြစ်တဲ့ပြဿနာမှာငါတို့ပြောတဲ့ကိစ္စလေโอเคအဲ့ဒါကိုနင်တို့ကစာကြီးတတိတန်းရေးပြီးအမေစုရဲ့ပြစ်ချက်ကြီးတွေမပြစ်ချက်ကြီးတွေဒီချိန်မှာနင်တို့ငါကိုယ်တိုင်လည်းအမေစုကိုအရန်ကြီးကြိတ်တဲ့အထက်မှာအကုန်လုံးကြီး percentage အကုန်လုံးကြီးကြိတ်တာမဟုတ်ဘူးငါမကြိတ်တဲ့အပွိုင်လေးတွေလည်းရှိတာပဲဒါပေမဲ့ဒီအချိန်မှာပြောရမယ့်အချိန်မဟုတ်ဘူးဒီအချိန်မှာဒီစာတွေရေးတင်နေတဲ့နင်တို့ငါတို့ကစပ်ပတ်လို့ပဲလာဆဲရှင်တယ်ကဲရှင်းပြီလားဘာလို့လဲဆိုတော့ဒီအချိန်မှာဆဲရမယ်ဒီအချိန်မှာဒီ point တွေကိုလာပြောရမယ့်အချိန်လည်းမဟုတ်ဘူးနော်ဒီအချိန်မှာအမေစုကဘာမားခဲ့တယ်ဘယ် point နေမားခဲ့တယ်နင်တို့ကအမေစုလောက်မြန်မာပြည်ကြီးကိုအမေစုလောက်ရှစ်ပြီးတော့မှအမေစုလောက်ကြီးပေးဆက်ပြီးတော့မှအမေစုလိုထောင်နေနန်းနေအစံကန်သူ့သားသမီးတွေသူ့လက်ထဲမှာမကြည့်နော်ဖြူလားမဲလားမသိနဲ့မြန်မာတပြည်လုံးရဲ့မျက်နာလေးနဲ့နေတဲ့အမေစုလိုလူမျိုးနင်တို့ကျေးဇူးပြန်ဆက်တာဒီနေ့နင်တို့ရဲ့လောက်ရက်တွေလားနော်ဒီနေ့နင်တို့လောက်ရက်တွေလားမြန်မာတပြည်လုံးကိုကျွန်တပေါက်ဖြစ်နေတဲ့စိတ်ဓာတ်ငါတို့ရဲ့စိတ်ဓာတ်တွေကနေစကျွန်ခံရှင်ဖင်ခံရှင်တဲ့စိတ်ဓာတ်တွေကနေစနော်မပြောရဲမဆိုရဲစိတ်ဓာတ်တွေကစဒီမိုကရေစီဆိုတာလူခွင့်ရေးဆိုတာဘာလဲလို့ဥအောင်မီးမောင်းထိုးပြခဲ့တဲ့နော်ငါတို့ရဲ့တခင်မကြီးလို့ပြောလို့ရတဲ့အမေတော်အောင်ဆန်းစုကြည်ရဲ့ဒီလိုငါတို့အတိညာရသွားဖို့ဒီနေ့ငါတို့ဒီလို speak out နိုင်ဖို့ငါတို့ဒီလိုပြောနိုင်ဖို့မျက်စိနှကွေးအလင်းရအောင်လုပ်ပေးခဲ့တဲ့အမေတော်အောင်ဆန်းစုကြည်ရဲ့ပေးဆက်မှုကြီးနော်မြန်မာပြည်အတွက်အတက်ဦးဆွေးဆံမြေဖေကအသက်သေတဲ့အထိကိုလှုပ်ကြံခံပြီးတော့မှလှုပ်ပေးသွားသလိုသမီးကအသက်အိုတဲ့အထိကိုအကျဲချုပ်အချင်းချုပ်မျိုးစုံခံစားလူတကာပြောဆိုခံစားပြီးတော့မှမြန်မာပြည်ကိုမျက်စိအလင်းတစ်ခုဖွင့်ပေးတာဒီနေ့နင်တို့အမေစုရဲ့အပြစ်ကိုထိန်ထောက်ပြီးကျေးဇူးဆက်ဖို့လားအမေစုရဲ့အပြစ်ကိုထိန်ထောက်ပြီးတော့မှကျေးဇူးဆက်ဖို့လားငါပြောပြမယ်ပြောရမယ့်အချိန်နဲ့မပြောရမယ့်အချိန်ဆိုတာရှိတယ်အာနာရသွားလို့အမေတော်အောင်ဆန်းစုကြည်ပြန်ပြီးတော့မှအုပ်ချုပ်တဲ့အချိန်မှာအမေဘယ်တော့ကအပြစ်ရှိခဲ့တယ်ဘယ်တော့ကဘာရှိခဲ့တယ်ဆိုနင်တို့ငါတို့လက်ခုပ်တီးမှာနင်တို့ငါတို့လက်ခုပ်တီးပေးမှာဒီအချိန်မှာဘူးမတိကိုမတိနဲ့ဒီအမေစုနဲ့သမရကြီးကိုဒီဝရန်ထုတ်တဲ့ထဲမှာပါနေလို့ပြောဆိုတဲ့ထဲမှာကိုခမရဟိုလူကိုကြောက်ရမယ်ဒီလူကြောက်ရမယ်ဟေးအမှန်တရားအတွက်ဆိုအထုပ်ပြင်ထားတယ်နော်အထုပ်ပြင်ထားတယ်ရွာပြင်ကိုနင်တို့ထုတ်เสียမလို့ငါပါတာငါရွာပြင်ကနေထိန်ပြီးပြောမယ်နင်တို့အတွက်အမှန်တရားအတွက်ဆိုရှင်းလားငါလည်းဘ누구မှတိတ်ပြီးစောက်ကျူးစိတ်နေတာမဟုတ်ဘူးနော်ဟုတ်လားငါတို့ကလည်းဘ누구မှတောက်ကျူးစိတ်နေတာမဟုတ်ဘူးဆိုတော့ဒီအချိန်မှာကိုရီပြောရမယ့်အချက်ကရိုနင်ဂျာညီကိုမောင်နှမတွေစီကစားတဲ့ဇက်လန်ဒီဇက်လန်ကဆိုတော့ရိုနင်ဂျာညီကိုမောင်နှမတွေရတာအမေစုနဲ့တမရကြီးကိုကျမတို့ပြန်ဖြုတ်ပေးပါလို့ပြောတာနဲ့မြန်မာတော်နိုင်ငံတော်ကြီးကိုဆွဆွဲထားတာလေးကိုပြန်ပြင်တာနဲ့မင်းအောင်နိုင်တယောက်တည်းဒီစစ်တပ်ဘက်ကလူတယောက်တည်းကိုပဲတီးတက်ကျမတို့ဆွဲချက်တင်ပါတယ်ဆိုတဲ့ဟာကိုပြန်ပြင်ပိန်ခွင့်ကရိုနင်ဂျာတွေမှာပဲရှိတယ်ဒီအမှုကိုတရားဆွဲတာသူတို့ကဆွဲတာဂမ်ဘီယာကဆွဲတာဟိုကဆွဲတာဒီကဆွဲတာ no မြန်မာနိုင်ငံရဲ့အရေးခေမြန်မာနိုင်ငံမှာဖြစ်တဲ့အရေးခင်းကိုဟိုနိုင်ငံငယ်လေးကကိုစားပြုပြီးဆွဲပေးတာဒီလောက်တောင်အထူပါနားမလဲဘူးလားဟိုနိုင်ငံငယ်လေးကကိုစားပြုပြီးဆွဲပြီးတော့မှဟိုနိုင်ငံကတရားဝင်ချလိုက်တဲ့ကိစ္စငါတို့အဲ့နိုင်ငံတွေစောက်ကောင်းနေလည်းမထည့်တာဘူးအုံနောက်တွေလည်းမထည့်တာဘူးဆိုတော့နင်တို့အမေလင်နိုင်ငံတွေကနေမှချလိုက်တာနင်တို့ကြောင့်မလို့ချတာလေဆိုတော့နင်တို့ပဲပြန်ဆုပ်လို့ရတဲ့အတွက်ငါရိုနင်ကနိုရင်ဂျာညီကိုမောင်မတွေကိုငါတို့နိုင်ငံသားတွေကိုတောင်းပန်ငါတို့ကနင်တို့ကိုငါတို့ကနင်တို့ကိုပြန်ပြီးတော့မှလက်ကမ်းကြိုနေတဲ့အချိန်မှာဝဲကမ်းပါဆိုပြီးလက်ကမ်းကြိုနေတဲ့အချိန်မှာနင်တို့ကငါတို့ပြန်တောင်းပန်ငါတို့နိုင်ငံသူနိုင်ငံသားတွေဘူးမတိကိုမတိငါတို့နိုင်ငံတော်ကြီးတရားစွဲခံရတဲ့ထဲမှာငါတို့ရှမ်းလူမျိုးတွေပါနေတဲ့ဒါတောင်းပန်ရမယ်နောက်ပြီးတော့မှနင်တို့ကိုယ်တိုင်ဒီအမှုမတင်ခင်တော့နင်တို့ကိုယ်တိုင်ငါတို့ဂတိပေးခဲ့တဲ့စကလုံးစကဝတ်တဲမှာအမေတော်အောင်ဆန်းစုကြည်မပါဘူးနင်တို့ဒီဟာကြီးတင်တော့မယ်ဆိုတဲ့ဟာကအမေတော်အောင်ဆန်းစုကြည်ပုံကြီးကိုဟိုမှာဒါအကျန်းဖက်ရဲ့အဖွဲ့ထဲမှာဒေါ်စုပါပါတယ်ဆိုပြီးတော့မှကတ်ထားတာကြီးကိုငါတို့မြင်နေဟုတ်လားမြင်တဲ့အတွက်ကြောင့်ဒါကြီးမပါပါစေနဲ့လို့နော် request လုပ်ထားရဲ့တန်းနဲ့နော်တမဒကြီးနဲ့အမေစုကိုဖန်ဝရန်ထုတ်လိုက်တယ်ဆိုတာကငါတို့ကိုပြောင်းနေပြောင်းစားကတုံးပေါ်ထိတ်ကွက်နိုင်ငံတော်ကြီးပြကြနေတဲ့အချိန်မှာလာပြီးပွဲလန်တော့ဖြာခင်းတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ငါစကားထွက်ပြောတာနော်ပွဲလန်တော့ဖြာခင်းတဲ့ကိစ္စဖြစ်လာတဲ့အတွက်ကြောင့်မလို့ဒီစကားကိုထွက်ပြောတာငါပြောခဲ့တဲ့စကားမှာမွတ်စလင်မပါဘူးခရစ်ယာန်မပါဘူးဗုဒ္ဓဘာသာမပါဘူးဘာသာရေးမပါဘူးရဲ့နင်တို့နားကြီးကန်းနေလားဟမ်ငါမွတ်စလင်ဝင်တယ်လို့ပြောလိုက်မိတယ်ပါလား
နော်နင်တို့ခရစ်ယာန်လို့ပြောလိုက်တာပါလားဗုဒ္ဓဘာသာလို့ပြောလိုက်တာပါလားငါနိုင်ငံခြားမှာကြီးတာတပိန်ငါရဲ့မြန်မာပြည်မှာတက်တယ်မြန်မာပြည်ရဲ့တက်တန်နဲ့နိုင်ငံခြားမှာရှိရဲ့ငါတက်တန်နိုင်ငံခြားမှာရှိရဲ့တက်တန်အတက်ပိုကြီးတယ်ဟဲ့သိလားငါနိုင်ငံခြားမှာရှိရဲ့တက်တန်အတက်ပိုကြီးတယ်နားလဲထားဖို့နင်တို့ကဟမ်အဲ့ဒါကိုငါစီကိုဟာကိုတက်ကဟိုလိုရေးထားတယ်လာပို့လိုက်ဟိုဟာကျော်နိုင်ကဟိုလိုရေးထားတယ်ဒီလိုလာပို့လိုက်သူတို့ရဲ့သဘောတဘာဝကိုသူတို့ရေးတာငါရဲ့သဘောတဘာဝငါမြန်မာနိုင်ငံသားငါနိုင်ငံတော်တရားစွဲတာငါမကြိုက်ဘူးငါရဲ့သဘောထားကငါရဲ့လီဒါဖြစ်တဲ့အမေတော်အောင်ဆန်းစုကြည်ဒီပွဲမှာမပါဘူးတော်အောင်ဆန်းစုကြည်ကတက်လိုက်ပါလို့လည်းအမိန့်ပေးထားတာလည်းမရှိဘူးနင်တို့စောက်ပြဿနာတက်လာမှာသူ့ရဲ့ခစ်ကြီးဖြစ်နေလို့ तू ကသူ့ရဲ့အုပ်ချုပ်တဲ့ကာလကြီးဖြစ်နေလို့ तू ကဝင်ပြီးတော့မှမဖြစ်မနေပြောရမယ့်ကိစ္စမို့ तू ဝင်ပြောတယ်ငါတို့လီဒါကိစ္စဒါအမေတော်အောင်ဆန်းစုကြည်မှာအပြစ်မရှိဘူးဆိုတာဖះလည်းသိတယ်နတ်လည်းသိတယ်နင်လည်းသိတယ်ငါလည်းသိတယ်ဒီလဲနင်လည်းသိတယ်ငါလည်းသိတယ်ဆိုတဲ့ကိစ္စကြီးမှာကဘာကြီးမှာငါတို့ရဲ့လီဒါကြီးကနော်လူမျိုးသုံးတက်ဖြတ်တဲ့ခေါင်းဆောင်ကြီးပါလို့ပြောနေတာကိုငါလက်ပိတ်ထိန်ကြည့်ရတာလောက်တဲ့အထိနင်တို့ကလက်ပိတ်ထိန်ကြည့်တယ်ဆိုရင်နင်တို့ကမြန်မာလူမျိုးမဟုတ်လို့လားငါတို့ကမြန်မာလူမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီစကားကိုငါတို့ကထွက်ပြောရတာလေအဲ့ဒါကိုငါဘာကိုကျူးစိတ်ပေးရမှာတော့ဘတို့ထိန်ကြတော့ပေးရမှာတော့ဟမ်ဆိုတော့တခါတည်းပြောလိုက်မယ်ငါမနေ့ကပြောသွားတဲ့ကိစ္စတွေမှာရိုနင်ဂျာညီကိုမောင်နှမတွေကငါတို့မြန်မာပြည်သားတွေကိုတောင်းပန်ရမယ်ထပ်ပြောမယ်နော်ငါတို့မြန်မာပြည်သားတွေတောင်းပန်ရမယ်ဘာဖြစ်လို့လဲဆိုနင်တို့ငါတို့နိုင်ငံမှာနေထိုင်လို့ရတယ်နင်တို့ငါတို့နိုင်ငံမှာမွေးတာမလို့နင်တို့ permanent resident ပေးလို့ရတယ်နင်တို့ကို citizenship ပေးလို့ရတယ်โอเคနင်တို့လူမျိုးငါတို့တရင်နာတဲ့ထဲတာတော့လုတ်ပေးပိန်ခွင့်မရှိဘူးအဲ့လိုမျိုးပဲလေသူတို့နိုင်ငံမှာငါတို့အမေရိကန်မှာမြန်မာလူမျိုးကိုအမေရိကန်ရဲ့ region အနေနဲ့ထည့်ပေးပါဆိုထည့်ပေးမလားဟဲ့စဉ်းစားလေထမင်းစားပြီးပြောဆိုတော့နင်တို့ငါတို့နိုင်ငံမှာနေတာငါတို့နဲ့တမြေထဲနေတရေထဲတောက်တဲ့အတွက်ကြောင့်မလို့နင်တို့ကိုငါတို့လက်ခံပေးတယ်နော်ဟုတ်လားနင်တို့ဝတ်သားမစားရင်ငါတို့လည်းနင်တို့ရဲ့စပွဲပေါ်မှာနင်တို့နဲ့တူတူထမင်းစားတဲ့ခါကျရင်ငါတို့ထိမ့်ထိမ့်စားတောက်ပေးတယ်ငါတို့စားချင်တဲ့ခါကျရင်လည်းနင်တို့ကရှောင်ပေးရမယ်ဒါကနားလည်မှုနဲ့ adjust နဲ့ဘိုင်လောအောက်မှာပဲသွားတာဖြစ်တဲ့အတွက်မွတ်စလင်ဆိုတာလည်းမရှိဘူးခရစ်ယာန်ဆိုတာလည်းမရှိဘူးဗုဒ္ဓဘာသာဆိုတာလည်းမရှိဘူးလူချင်းဆက်ဆံတဲ့အသိဝိုင်းမှာဒါပေမဲ့မြန်မာပြည်မှာကြီးမြန်မာရေမှာတောက်ပြီးတော့မှနင်တို့ permanent resident ကိုလည်းလက်ခံတယ် citizenship ကိုလည်းလက်ခံပါတယ်လို့ပြောနေရဲ့ဒါနဲ့ငါတို့နိုင်ငံတော်ကိုတရားစွဲမပြတ်ပဲနဲ့ငါတို့နိုင်ငံတော်ကိုတရားစွဲတယ်ငါတို့ရဲ့ leader ကြီးကိုဝရမ်းလာထုတ်တဲ့အထိကတုံးပေါ်ထိတ်ကွက်နဖူးပေါ်ရှိတတ်ပါတာကိုတော့ငါတို့လက်မခံနိုင်ဘူးအဲ့အတွက်နင်တို့တောင်းမယ်နင်တို့ကိုငါတို့တောင်းပန်တဲ့အရာကိုလည်းငါတို့တောင်းပန်တယ်လို့ငါတို့တောင်းပန်မယ်အရာကိုလည်းနင်တို့တောင်းပန်ဒီအမှုကိုနင်တို့ကback gear ပြန်ထိုးနင်တို့ပြန်ထိုးဖို့အတွက်ငါတို့ကထွက်អော်တာ speed out တာနင်တို့လောက်ထားတဲ့အမှုကိုနင်တို့ back gear ပြန်ထိုးလို့ရတဲ့အတွက်နင်တို့ကငါတို့က speed out တာရှင်းလေးဒီတဲ့ရှင်းတဲ့စကားလုံးလည်းမရှိဘူးဒီတဲ့ပြတ်သားတဲ့စကားလည်းမရှိဘူးဒီတဲ့အပြတ်သားဆုံးလည်းငါမပြောတတ်ဘူးနော်ဒီတဲ့အပြတ်သားဆုံးစကားလုံးလည်းငါမပြောတတ်ဘူးရှင်းလားနော်အဲ့တဲ့ရှင်းတဲ့စကားလုံးမရှိဘူးဆိုတော့စောက်ချက်တွေတုံးပြီးတော့မှငါ့ကိုအနောက်ကနေမှနားပတိုင်းလာမကျင်နဲ့ငါပြောတာရှင်းလေးငါပြောတာကနေကခရစ်ယာန်မလို့နေကဗုဒ္ဓစ်မို့နေကမွတ်စလင်မို့ဘာသာမပါဘူးငါတို့နိုင်ငံမှာရိုးဆိုတာငါမသိဘူးဒါငါမသိတဲ့အကြောင်းငါပြောတာငါမသိဘူးငါမိဘဘိုးဘွားပြည်ပြင်လာပြောတယ်တခါမှမကြားဘူးအဲ့လိုပဲစာတင်ကြောင်းငါမြန်မာစာတင်လာတဲ့စာတင်ခန်းထဲမှာလေရိုနင်ဂျာဆိုတဲ့အကြောင်းကိုတင်လာတဲ့ဟာလည်းမကြားဘူးရိုနင်ဂျာဆိုဖျားစူးပါစေရဲ့နင်တို့ငါတို့အခုမှသိရတာဒီအမေစုတို့ပြဿနာတက်မှာနင်တို့ဂမ်ဘီယာတို့ဂမ်ဘက်ယာတို့တရားစွဲမှာငါတို့နိုင်ငံမှာရိုနင်ဂျာရှိရဲဆိုတာသိတာရှင်းတယ်နော်ဆိုတော့အဲ့လိုမသိရငါတို့လိုလူမျိုးတွေဘူးမသိကိုမသိငါတို့လိုမျိုးအစော်ကားခံနေရတာကိုလေနင်တို့ကကိုချင်းစားရမယ်နင်တို့တွေခံစားခဲ့ရတာကိုလေငါတို့ကိုချင်းစားရင်နင်တို့ကလည်းငါတို့ကိုချင်းစားရမယ်ဒီအတွက်တောင်းပန်ရမယ်လို့ပြောတာရှင်းလေအဲ့ဒါရှင်းတဲ့စကားလုံးမရှိတော့ဘူးနော်အဲ့ဒါလာပြောတာမအားဘူးဆိုတော့ YouTube ကနေပြောတာဆိုတော့မရင်ဒီနေ့ပြောထားတဲ့စကလုံးကမနေ့ကပြောတဲ့စကလုံးတဲ့ဒီနေ့ပြောတဲ့စကလုံးကပို့လဲတူတယ်ပို့လဲအတူရှုံးတယ်ပေါ့နော်အတူရှုံးတယ်မရင်ဆိုလို့ချင်တာကလူနင်ဂျာညီကိုမောင်နှမတွေခံစားခဲ့ရတယ်နော်ကိုဒီစောက်တက်ကြီးကလူမျိုးတုံးတက်တယ်ကိုတွေကိုဘုံကျဲတယ်နော်ကိုတွေကိုလုံးဝတက်ဖြတ်နေတာကြီးဒါပေါ့သူတို့ရိုနင်ဂျာကိုကြီးတက်ခဲ့တာမဟုတ်အခုငါတို့အခုလက်ရှိဘဝမှာတော့မှလက်မျက်မှောက်ကာလမှာနော်မျက်မှောက်ကာလမှာတော့မှမြန်မာနိုင်ငံသားရှင်းတော့မှ
လူမျိုးသုံးတက်ဖြတ်နေတဲ့မင်းအောင်နိုင်ကိုငါတို့လည်း ICC ICJ ပို့ရှင်တယ်ငါတို့ကိုယ်တိုင်လည်း ICC ICJ ပို့ချင်လို့နင်တို့ရိုဒင်ဂျာညီကိုမောင်နှမတွေကိုငါတို့ကလက်ပခုံးဖက်ပြီးတော့မှမှန်ပါတယ်နင်တို့လည်းခံစားခဲ့ရတယ်ငါတို့လည်းခံစားခဲ့ရတာဖြစ်တဲ့အတွက်ငါတို့တရင်သားတွေကလည်းနင်တို့ကိုတက်တည်ပေးမယ်တက်မဲ့တူတော့ ICC ICJ အထိတက်အဲ့မေလို့ယူဖမ်းသွားလိုက်စောက်တက်တဲ့ကမตาကြီးတွေအဲ့စိုးဝင်းတို့လိုမျိုးစောက်ဂျိုကုတ်တူကြီးကြောပြောင်လိုမျိုးစောက်ခွက်တွေကလူတက်သမားစောက်ခွက်တွေအဲ့မตาကောင်တွေကိုနင်တို့ဖမ်းပြီး ICC ICJ မှာပဲဖုတ်ကင်းကဘာတရားရုံးမှာပဲကျိုးမိတ်ပေးဖမ်းဝရမဲ့ထုတ်ငါစောက်စကားတစ်လုံးဝင်မပြောဘူးတကယ်လှုပ်လို့တကယ်ခံမှာစောက်စကားတစ်လုံးဝင်မပြောဘူးအေးတကယ်မလှုပ်တဲ့ငါတို့နိုင်ငံသားတွေတကယ်မလှုပ်တဲ့ငါတို့နိုင်ငံသားတွေ ਨੇ တကယ်ဘာမှမသိပဲနဲ့စောက်ရှိထုတ်ကြတဲ့ကိုလက်ဝေရောက်တဲ့ငါအမေနဲ့တမတော်ထိခိုက်လာတဲ့အတွက်ငါပြောရတာရှင်းတယ်နော်ထိခိုက်လာတဲ့အတွက်ငါပြောရတာမကျင်တတ်ဘူးလားမကျင်နိုင်လားမကြည့်နဲ့ခဲတော့နင်တို့မတောင်းပန်ရင်ငါတို့လည်းပတ်သက်เสียအကြောင်းမရှိဘူးငါတို့ကနင်တို့မောင်နှမတတ်မှတ်ပြီးနင်တို့ကလည်းငါတို့မောင်နှမလို့တတ်မှတ်ရင်နင်တို့မကြိုက်တာကိုငါတို့တောင်းပန်ရင်ငါတို့မကြိုက်တာကိုနင်တို့လုပ်ရမယ်ထမင်းတစ်စပွဲထဲမှာတူစားနေတယ်လို့ပဲနင်တို့မကြိုက်တဲ့ဝတ်သားကိုနင်တို့နဲ့တူစားတဲ့ချိန်မှာငါတို့ respect လုပ်ပြီးမစားဘူးငါတို့ရဲ့ပွဲကြလို့ရှိရင်လေငါတို့ပွဲကိုနင်တို့လာရင်လေငါတို့ဝတ်သားစားလာနင်တို့ထိန်ကြည့်နေရမယ်ဒါကတဘာဝလူတဘာဝတယောက်နဲ့တယောက်အချော့အတင်းနဲ့သွားမယ်ကိစ္စဒါမှရိုနင်ဂျာမောင်နှမဆိုတာမျိုးငါတို့ကတတ်မှတ်လို့ရမယ်ဒါကြောင့်မို့ရိုနင်ဂျာမောင်နှမလို့တတ်မှတ်ရှင်နင်တို့အမေစုကိုအခုလို့ဝရန်ထုတ်ထားတဲ့ဟာကိုပြန်ရုပ်သိမ်းပြန်တောင်းမယ်နင်တို့တောင်းပန်ရင်အကုန်လုံးနင်တို့နောက်လိုက်လာမှာပဲဒါတစ်ချက်နောက်တစ်ချက်ကနိုင်ငံဓာတ်ကိုလာပြီးတရားစွဲတာတောင်းမယ်နင်တို့မှမဟုတ်ငါတို့လည်းအတက်ခံနေရတာနင်တို့မှမဟုတ်ဘူးငါတို့လည်းလက်ရှိမျက်မှောက်ကာလမှာမြန်မာပြည်မှာနော်ကရားပြည်နဲ့ကရင်ပြည်နဲ့တစ်စက်မှရစရာမရှိအောင်ဘုံကျဲလူမျိုးတုံးတက်ဖြတ်ခရစ်ယာန်တွေကိုကားတစ်စီးလုံးမီးရှို့တက်ဖြတ်ခံနေရတာငါတို့မြန်မာပြည်မှာတက်ဖြတ်ခံနေရတာငါတို့ကိုယ်တိုင်ခံနေရတာငါတို့ကိုယ်တိုင်ကဒီဘက်ကလည်းတက်ဖြတ်ခံရတယ်နင်တို့ဘက်ကလည်းလာပြီးမတော်မတရားဆွဲခံရတယ်ဒီကြားထဲမှာမြန်မာနိုင်ငံတော်ကိုမျက်စိနှစ်ကွေးအလင်းဖွင့်ပေးပါတယ်ဆိုတော့အမေစုကိုစော်ကားမော်ကား page တွေတင် post တွေတင်ထောင်ထဲမှာအချင်းကြားနေပါတယ်ဆိုတော့ဒီအဖွားအိုကြီးကိုစောက်ချက်မရှိ post တွေတင်နေတယ်နင်တို့ရဲ့စောက်စင်တန်းကဒီမှာပေါ်လာပဲရှင်းတယ်နော်ဒီမှာပေါ်လာပဲအားကြောင့်ငါ့ကိုစကားလာမပြောနဲ့ငါလည်းဒီနေ့ဒီချိန်ထိငါမှန်တဲ့အရာကိုမိုးကောင်းကင်ဒူးနဲ့တတရတိတ်မယ်ဆိုတဲ့လူစားထဲမှာပါတယ်ငါမှန်တယ်ဆိုရင်တစွတ်ထိုးတစောက်ကန်လှုပ်တတ်တဲ့ထဲမှာလည်းငါပါတယ်ငါပြောခဲ့တဲ့စကားလုံးညာလည်းအကျိုးတင်အကြောင်းတင်ပြောတဲ့တွေ့တဲ့ချိတ်တက်တရားယုံချိတ်တက်စက်တိန်ကိုတက်လိတ်လာဖို့အစဉ်တင်ပဲလို့နင်တို့ပြောထားပြီးသားငါ့ကိုဟိုချင်းချောက်စာပို့ဒီချင်းချောက်စာပို့ဟိုပို့ဒီပို့လာမပို့နဲ့နော်ဟိုပို့ဒီပို့လာမပို့နဲ့ရှင်းပြီလားဆိုတော့နင်တို့မချင်တဲ့လို့စောက်ပူကြီးနဲ့စောက်တက်ထရအဲ့ဘိုးချုပ်ကြီးတွေဘိုးကြီးတွေကိုကျိုးမိတ်ပေးပြီးအကုန်လုံးအာတူပီနဲ့လာဖမ်းသွားလဲငါတို့ရှောင်ပြီးမယ်လာဖမ်းသွားလိုက်ဒါဆိုစစ်တပ်တော်မှာအောက်ရှေကလူစစ်သားတွေမပါဘူးအောက်ရှေကရဲသားစစ်သားဆိုတာမပါသေးဘူးစောက်ပွားဘိုးချုပ်ကြီးတွေခိန်းသမျှကိုလှုပ်တဲ့စေးသားနေတယ်တကယ်လှုပ်တဲ့တကယ်လှုပ်ပါတယ်ဆိုတဲ့လူကိုနင်တို့လှုပ်သွားရင်ငါတို့ဘာတစ်ခုမှပြောမှလည်းမဟုတ်ဝင်စွတ်ဖက်မှလည်းမဟုတ်အေးဒါပေမဲ့နိုင်ငံတော်နဲ့လီဒါကိုထိလာရင်တော့ဒီစကားပြောရမှာပဲရှင်းတယ်နော်ပြက်သားလာပြောသွားတာထက်လာပြောသွားတာနင်တို့ကြောက်တယ်ဆိုပြီးငြိမ်သွားတဲ့ထင်ပါဆိုလို့ထက်လာပြောသွားတာငါပြောတာအသိအဆောင်အမာယွန်းဘာတစ်ခုမှမပါဘူးငါပြောတာလူမျိုးရေးဘာသာရေးမပါဘူးငါပြောတာနိုင်ငံရေးငါရဲ့နိုင်ငံရဲ့အရေးနဲ့ငါရဲ့လီဒါရဲ့အပြစ်မရှိတဲ့အကြောင်းကိုငါလာတက်ပြောပြီးတော့မှငါရဲ့လီဒါနဲ့ငါရဲ့နိုင်ငံကိုဆွဲထားတဲ့နင်တို့ကတောင်းပန်ရမယ်ဆိုတာလာပြောတာအဲ့တဲ့ရှင်းတဲ့စကားမရှိဘူးရှင်းတယ်နော်ပြက်သားလာပြောသွားတာโอเค